ညသက်ကောင်အချိန်တောအုပ်နဲ့ကြီးထဲမှာလူငယ်9ယောက်ဟာသူတို့ရဲ့စွန့်စားခန်းအတွက်လမ်းပြောင်းနေကြတယ်သူတို့ရဲ့ဒီမှန်းချက်ကဒီတော့တွေကနာမည်ဆိုးနဲ့တရေအိမ်ကြီးကိုရှာဖွေဖို့ပါဒါပေမဲ့သူတို့မသိခဲ့တာကဒီအိမ်ဟာသူတို့ကိုဘယ်တော့မှလွတ်မပေးမှဆိုတာပါပဲအင်ကြီးရဲ့ဂိတ်တကားဟာသူတို့ချင်းကပ်လာတာနဲ့လိုလျောက်ဖွင့်သွားတယ်ဒီလူဟာနှိမ့်တောက်နေပြီးလေတွေကတော့အေးဆက်နေတဲ့နေရန်တွေမှာချွတ်နေတဲ့နေရန်ကက်ဆက်ကူတွေပုံတက်နေတဲ့ပရီဘောဂတွေနဲ့အင်ကြီးဟာနှစ်ပေါင်းများစွာဆုပ်ပစ်ခံထားရတယ်ဖြစ်နေတယ်ပထမဆုံးသူတို့ဟာဒါကိုစွန့်စားခန်းတစ်ခုလို့ထင်ခဲ့ကြတယ်ဒါပေမဲ့မကြခင်မှာပဲထူးဆန်းတဲ့အတန်တွေစတင်ကြားလာတယ်ဒါတွေဟာဘယ်ကနေလာနေတာလဲဆိုတာဘယ်သူမှမသိခဲ့ကြဘူး။အဲ့ဒီအချိန်မှာသူတို့ဟာအင်ကြီးရဲ့သမိုင်းကိုသတိရမိကြတယ်။ဒီအိမ်ဟာနှစ်ပေါင်းများစွာတရေဖန်ခံထားရတဲ့အိမ်ဖြစ်ပြီးဒီအိမ်ထဲဝင်သမျှလူတိုင်းပျောက်ဆုံးသွားခဲ့တဲ့ဆိုတဲ့တဏှာကြီးကိုသတိရမိကြတယ်။တယောက်ကဒီအိမ်မှာတစ်ခုခုမှားနေတယ်လို့ပြောလိုက်တဲ့အခါအင်ကြီးရဲ့မီးတွေဟာရုတ်တရက်ငြိမ်းသွားတယ်သူတို့ဟာလုံးဝမောင်နေတဲ့အမောင်ထဲမှာပိတ်မိနေခဲ့ကြတယ်ဓမီတွေကိုဖွင့်ကြည့်တဲ့အခါမှာလည်းဘာမှမလုပ်နိုင်ခဲ့ကြဘူးဓမီတွေဟာပိတ်တောက်ပြီးလုံးဝငြိမ်းသွားတယ်တယောက်ပြီးတယောက်သူတို့ဟာထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့်ပျောက်ဆုံးသွားကြတယ်တယောက်ကမီးကူတွေကြားမှာပျောက်သွားတယ်နောက်တစ်ယောက်ကကန်တဲကိုဝင်သွားပြီးပြန်မထွက်လာဘူးနောက်ဆုံးမှာတယောက်တည်းကြံခဲ့တဲ့မိန်းကလေးဟာအင်ကြီးရဲ့အောက်ဆုံးထပ်ကိုရောက်သွားတယ်သူမဟာအိမ်ရဲ့လှုပ်ဝက်ခန်းကိုတွေ့လိုက်တယ်အဲ့ဒီမှာသူမဟာသူမရဲ့တငယ်ချင်းတွေရဲ့ဝိညာဉ်တွေကိုတွေ့လိုက်ရတယ်သူတို့ဟာအင်ကြီးရဲ့ကျွန်းတွေဖြစ်နေပြီးဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးသူမဟာအင်ကြီးရဲ့တရေကိုရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့ဝိညာဉ်ဟာလည်းအင်ကြီးရဲ့ကျွန်းဖြစ်သွားခဲ့တယ်ဒီနေ့အထိဒီအင်ကြီးဟာတောထဲမှာရှိနေသေးပါညတန်းကောင်ချိန်မှာအင်ကြီးရဲ့ဒေသသားဟာဖြစ်နေတဲ့လမ်းကြောင်းတွေကိုစောင့်နေတယ်ဒါပေမဲ့အိမ်ထဲဝင်တဲ့ညလူတိုင်းဟာဘယ်တော့မှပြန်မထွက်လာနိုင်ဘူးပုံလေးဟာဒီမှာပဲအဆုံးသတ်သွားပါတော့တယ်။ကြည့်ရှုအားပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ကျွန်တော် channel လေးကိုလည်း like subscription comment လေးနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။